အုံးမတိရွာရဲ့လက်ရှိအနေထားပါပြီးကြတဲ့လားကျွန်တော်တို့လာတော့ကတော့လူရိပ်လူရောင်ကိုမမြင်ရပါဘူးအခုတော့ကွန်ရဆိုင်လေးတချို့ပြန်ဖွင့်တာတွေ့တယ်လို့စာတင်ကြောင်းလဲတန်ရှင်းလုပ်ပြီးတော့ပြန်ဖွင့်နေတာတွေ့ခဲ့ရပါတယ်ဈေးကားလေးတွေလည်းတွေ့လာတယ်လူတွေနေတဲ့အနေထားထမင်းဆိုင်သေးသေးလေးတွေပြန်ဖွင့်နေတယ်ကွင်းရဆိုင်လေးတွေပြန်ဖွင့်နေတယ်ဓာတ်ဆီဆိုင်လေးအသေးလေးတွေဖွင့်နေမွေးငါးဆိုင်ရှမ်းခေါက်ဆွဲဆိုင်လေးတွေလည်းဖွင့်နေတာကိုပြန်တွေ့ရပါပြီပြီးကြတဲ့လားဆိုင်အချိန်ကြီးတိုးတက်လာတဲ့အနေထားပါဒါတော့ရင်မောင်နှမ်းမှာတန်းမှာလည်းအိမ်ဆိုင်လေးတွေပြန်ဖွင့်လာပါတယ်အရင်တော့လုံခြုံရေးယူထားတဲ့စစ်သားတွေပဲရှိပါအခုတော့ပြည်သူတွေပြန်ပြီးတော့ကိုယ့်အိမ်ကိုတန်ရှင်းလုပ်ပြီးတော့နေတဲ့အနေအထားလေးတွေတွေ့ရပါတယ်ကျေးဇူးတင်ပါတယ်